္ဂလာပါခင်ဗျာတမ်းမျိုးတော်လူတင်စားရတဲ့ပြင်းလွင်မျိုးလေးမှာကိုပိုင်မြေကွက်ကလေးနဲ့အနားယူခြင်းတဲ့သူတွေအတွက်ဒီနေ့ကျွန်တော်ရောက်နေတဲ့နေရာကပြင်းလွင်မျိုးရဲ့အချက်ချာအကျဆုံးဖြစ်တဲ့ရက်ကွက်ကြီး6တစ်တော်လန်တနည်းအားဖြင့်ညာစေးတန်းလန်းကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဒီနေရာဟာပြင်းလွင်ရဲ့နှလုံးသားလို့တောင်ပြောလို့ရတဲ့နေရာကောင်းလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာနီးနားမှာဆိုရင်လည်းစာပိုင်းကိုပိုင်ထက်တန်းကျောင်းတရုတ်ပုံကျောင်းနဲ့သူ့မင်္ဂလာ6တက်ဈေးကြီးတို့လည်းရှိပါတယ်ဒီလိုနေရာမျိုးလေးမှာရင်းနှီးမြှုပ်နှံထားမယ်ဆိုရင်အမျက်စွန်းအများကြီးရမှာသိချပါတယ်ပညာရေးကျန်းမာရေးအတွက်လည်းစိတ်ပူစရာမလိုလို့အခြေချနေထိုင်ခြင်းတဲ့သူတွေအတွက်လည်းအရန်ကိုတင့်တော်ပါတယ်မြေကွက်တိုင်းကိုစနစ်တကျပြင်ဆင်ပေးထားပြီးအကွက်အတွင်းမှာဆိုရင်ပေ30အကျယ်ရှိတဲ့ကွန်ကရစ်လန်ခင်းထားပေးသလိုရင်းနှုံမြောင်းတွေလည်းတူထားပေးပါတယ်ပို့ပြီးတော့စိတ်ချရတာကတော့မြေကွက်တိုင်းမှာအုတ်တိုင်းနဲ့တံပန်းတကားတွေပါအပီးအစီးလုပ်ပေးထားတာမို့ဝယ်ယူသူတွေအနေနဲ့ထပ်မံကုန်ကျစရာမလိုပဲအဆင်သင့်ဖြစ်နေပါပြီခင်ဗျာခရမ်းမြေအမျိုးအစားဖြစ်ပြီးမြေအကျယ်ကတော့မျက်နှာစာ90အနောက်ကို45ကနေမျက်နှာစာ100အနောက်ကို43ထိရှိပါတယ်ခင်ဗျာဈေးနှုန်းအနေနဲ့ကတော့နေရာအကွက်ကွင်းလိုက်39,500ကနေ26,000ထိရှိပါတယ်ခင်ဗျာခုလိုစင်လာကြီးမားတဲ့ရောက်ကကြီး6လိုနေရာမျိုးမှာဂရန်အပြည့်စုံတဲ့မြေကွက်တွေကအရန်ကိုရှားသွားပါပြီမြေကွက်လေးတွေသိမ့်မကြံတော့တာမို့ရှားပါတဲ့အခွင့်အရေးလက်မလွတ်ရလေအောင်အမြန်ဆုံးဆက်သွယ်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာဒီနေရာလေးကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်396639589343ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ